ဒီတခါကတော့မြန်မာနှစ်တစ်ကူနောက်ပိုင်းမှာနှစ်တစ်မှာကြုံတွေ့ရမယ့်ကံကြမ္မာ region လေးကိုဒါတော့က3ကနဲ့ကြည့်ပေးပါမယ်။တဦးတယောက်တည်းကို UAP ကြည့်ပေးတာမဟုတ်တဲ့အတွက်ကိုနဲ့ energy ကြိုက်တယ်ဆိုရင်ယူပါကိုနဲ့ energy မကြိုက်ဘူးဆိုရင်တော့ကြော်သွားနိုင်ပါတယ်ရှင်။ပထမအဦးဆုံးကက်ကလေးပေါ့နော်ဒီကက်ကလေးကကြတော့နှစ်တစ်ရဲ့အစာပိုင်းကာလမှာဆိုရင်သင်ဟာကိုယ့်ရဲ့အနာဂတ်အတွက်အရေးကြီးဆုံးဆုံးဖြတ်ချက်တွေချရပါလိမ့်မယ်နော်။ငါဘယ်လန်းကိုဆက်သွားသင့်လဲဆိုတဲ့ရွေးချယ်မှုမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဒီကက်ကကြတော့ပေါ့နော်တင့်လက်ထဲမှာကဘာကြီးရှိနေတယ်လို့မျိုးပဲအခွင့်အလန်းတွေရှိနေတယ်ဆိုတာကိုပြနေတဲ့ကက်ကလေးပေါ့နော်အကျန်းအစီအတွတ်တွေရှိခဲ့တယ်ဆိုရင်လေရဲရဲဝံ့ဝံ့ချမှတ်ပြီးတော့မှပေါ့နော်ရှေ့ကိုသွားပါလို့လမ်းညွန်ပေးနေတဲ့ကက်ကလေးပါနော်ကဲကက်နံပါတ်2လေးဒါကကြတော့နှစ်သိရအောင်ဝဲနော်တင်ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တိုင်းဟာအာသွန်ခွန်ဆိုင်စူးစမ်းမယ်ဆိုရင်ဘလို့အခက်ခဲမျိုးကိုမဆိုပေါ့နော်ကြော်ဖြတ်ပြီးတော့မှအောင်မြင်မှုရပါလိမ့်မယ်အလောက်ကင်စီးပွားရေးမှာလည်းပြိုင်ဆိုင်မှုတွေရှိနေပါစေပေါ့နော်တင့်ရဲ့ဇွဲနဲ့ပေါ့စိတ်တက်ခိုင်မာမှုကြောင့်အောင်ပန်းစင်နိုင်မဲ့ကံမျိုးရှိပါတယ်ဆိုတာကိုဒီကက်ကလေးကပြနေပါတယ်ခရီးသွားရခြင်းဒါမှမဟုတ်နေရာဒေတာအပြောင်းအလဲရနေပြီးတော့မှအထူးအကျိုးပေးတာမျိုးလေးတွေလည်းကြုံနိုင်ပါတယ်လို့ကက်ကလေးကနမိတ်ဖတ်ပေးနေပါတယ်ရှင်ကက်နံပါတ်3လေးဒီကက်ကကြတော့လေအောင်မြင်မှုတွေကြားမှာပေါ့နော်စိတ်မကောင်းစရာပေါ့နော်အရှုံးအနှဲငယ်ဒါမှမဟုတ်စိတ်ပြက်စရာအခြေအနေလေးတွေကြုံနေနိုင်နေဆိုတာကိုကက်ကလေးကပြနေရနော်ဒါပေမဲ့သတိထားကြည့်ပါပုံထဲမှာဆိုရင်အရှိမလေးမှောက်ကျသွားတဲ့ခွက်3ခွက်ကိုပဲကြည့်ပြီးတော့မှဝမ်းနေနေရကိုတွေ့ရတယ်နော်အဲ့တော့အဲ့လိုမျိုးဝမ်းမနေပါနဲ့နောက်ွယ်မှာကြံရှိနေသေးတဲ့ခွက်2ခွက်ရှိတယ်နော်အဲ့ဒီဟာဘာလို့ဆိုရလဲဆိုရင်အနောက်မှာရှိတဲ့ခွက်2ခွက်ကအခွင့်အလမ်းတစ်တွေဒါမှမဟုတ်အောင်မြင်မှုတွေရှိပါသေးတယ်ဆိုတာကိုကက်ကလေးကနမိတ်ဖတ်ပေးနေတာမှာနော်နမိတ်ဖတ်ပေးနေပါတယ်နော်ဒါကြောင့်မို့နှစ်တစ်မှာအမားအရင်လေးတွေရှိခဲ့ရင်တောင်မှဒါကိုစိတ်ဒဏ်ရာအဖြစ်မထားဘဲနဲ့ရှေ့ဆက်ဖို့ခွန်အားအဖြစ်ကိုစူးစမ်းပြီးတော့မှရှေ့ဆက်ပါလို့အကြံပေးပြစီရှင်နောက်ဆုံးအနေနဲ့ထပ်ပြီးတော့မှအကြံပေးချင်တာကတော့ဒီနှစ်မှာဆိုရင်တင့်အတွက်တိုက်ပွဲဝင်ရမယ့်နှစ်ပါထိုင်ဆောင်နေလို့မရဘဲနဲ့ကိုယ်တိုင်ဥဆောင်ပြီးတော့မှလှုပ်ရှားမှသာအောင်မြင်ပါလိမ့်မယ်နော်စိတ်ပြက်စရာအခြေအနေလေးတွေကြုံလာခဲ့ရင်လည်းအားမလျှော့ပါနဲ့တင့်နောက်ွယ်မှာအင်မတန်ကောင်းမွန်တဲ့အခွင့်အရေးလေးတွေကြန့်ရှိနေပါသေးတယ်အတိတ်ကအမားတွေကိုသင်ခန်းစာယူပြီးတော့မှရှေ့ကိုကြည့်ပြီးတော့မှရှောက်လန်းပါလို့အကြံပေးပြစီရှင်နောက်ဆုံးအနေနဲ့ဆူတောင်းပေးချင်တာကတော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူအားလုံးလည်းမြန်မာနှစ်တစ်ကူပြီးနောက်ပိုင်းမှာစိတ်တစ်လူတစ်နဲ့အောင်မြင်မှုပန်းတိုင်တွေကိုအရောက်လှမ်းနိုင်ပါစေခက်ခဲတဲ့တောင်ကုန်းတွေကိုကြော်ဖြတ်ပြီးတိုင်းအေးများတဲ့ရေကန်ကြီးကိုစိုက်မြိုက်ရောက်ရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကံကောင်းခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေရှင်